အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေဘော့တကူသားသမီးအားလုံးတို့ဒီတစ်ပတ်ကာလမှာမဖြစ်မနေတည်တည်ထိုက်တဲ့ကံကြမ္မာဆိုင်ရာကောင်းခြင်းဆိုခြင်းတွေကိုကဏ္ဍတစ်ခုစီတိုင်းကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဘော့တကူသားသမီးတွေကဒီတစ်ပတ်ကာလမှာဘယ်လိုကံတရားလေးတွေရှိလဲပေါ့နော်အဲ့တော့ဝါသနာဘာလို့ထီကံဆန်းခြင်းလဲဆိုရင်တော့ထီလေးကံဆန်းကြည့်ပေါ့နော်ကဏ္ဍလေးတော့ပေးမယ်ပောက်ခွဲတော့မှစုကြည့်ကြည့်တော့မပေါက်ပါဘူးသူကလေနဲတာတွတ်လို့ရတာမျိုးလေးတွေစုသေးသေးပေါက်တာမျိုးဒါမျိုးတော့ဖြစ်တတ်တာပေါ့နော်တချို့ကဝါသနာကြီးလုံးကဏ္ဍတောင်းရတဲ့သူတွေရှိတယ်နှလုံးသုံးလုံးတော့မထိုးနဲ့နော်ဒုက္ခရောက်တဲ့ဂိမ်းပါတယ်ထီပဲကန်ဆန်းပေါ့အဲ့တော့ဝါသနာဘလို့ထီထိုးမဲ့ဆိုရင်ဘာကဏ္ဍထိုးတင်လဲပေါ့နော်3စား1ဆုံးဆိုတဲ့ကဏ္ဍလေးကန်ဆန်းကြည့်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေဘော့တကူသားသမီးတွေအလုံးနဲ့ပတ်သက်ပြီးစပြောကြရအောင်အလုံးမရှိပဲအလုံးရှာနေတဲ့သူတွေဒီကာလမှာအလုံးရပြီဆိုတဲ့သတင်းကောင်းလေးတွေကြုံရကြားတဲ့ဂိမ်းပါတယ်ပေါ့နော်အဲ့တော့ကောင်းတယ်လို့ပြောရမှာပေါ့တချို့ဝန်ထမ်းတွေဆိုရင်တော့လာတာတိုးရာထူးတိုးနဲ့တခြားနေရာတစ်ခုကိုပြောင်းရွှေ့ရတဲ့ဂိမ်းပါတယ်တချို့ကကြတော့လက်ရှိလုပ်တဲ့အလုပ်ကနေထွက်ပြီးတော့ပေါ့နော်မပြောပိုက်တော့အကြောင်းကြောင့်လက်ရှိလုပ်ကထွက်ပြီးနောက်လုပ်တစ်ခုကိုကူပြောင်းရတဲ့ဂိမ်းရှိတယ်အဲ့တော့အလုပ်ကိုင်းနေရာထိုင်နေတဲ့ပတ်သက်ပြီးပြောင်းလဲတာပြင်လို့တဲ့သဘောတဘာဝရှိတာသူကတွေ့ရတယ်ပြောင်းရင်ကောင်းလားမင်းတော့ဝန်ထမ်းအလုပ်ပဲဆက်ပြီးလုပ်မယ်ဆိုတော့အရင်အားကောင်းတဲ့ဂိမ်းတော့မဟုတ်ဘူးကိုယ်ပိုင်စီးပွားရေးတစ်ခုကိုစတင်အကောင့်တွေဖော်မယ်ဆိုတော့ပိုကောင်းမဲ့ဂိမ်းတွေမှာပါတယ်တချို့ပြည်ပထွက်ချင်တဲ့သူတွေဆိုလည်းဒီကာလမှာနိုင်ငံခြားထွက်ဖို့အကြောင်းဖွင့်လာပြီးနိုင်ငံခြားတွေပါသွားရတဲ့ဂိမ်းပါတယ်ပေါ့နော်အထူးသဖြင့်တော့စင်ကာပူတို့ထိုင်းတို့အဲ့ဒီဘက်တွေကိုသွားတဲ့ဂိမ်းပါတယ်အဲ့သွားရင်ကောင်းလားမင်းစင်ကာပူသွားရင်ပိုကောင်းတာတွေ့ရတယ်ဗျာနော်အဲ့တော့စင်ကာပူထွက်မဲ့သူတွေပို့ပြီးတော့အကျိုးပေးတယ်မလေးတွေပါထွက်တဲ့သူတွေတစ်ချက်သတိထားလန်ခီမှာအဖမ်းဆီးခံရတဲ့တချို့မလေးရှားနိုင်ငံထဲမှာနေတဲ့သူတွေကတရားမဝင်နေထိုင်တဲ့သူတွေဆိုရင်အော်ပရာစီနဲ့တွေ့ပြီးဖမ်းဆီးခြင်းခံရတဲ့ဂိမ်းပါတော့တစ်ချက်သတိထားပေးရမယ်နော်ပြီးတော့အရေးကြီးတဲ့ passport ကိစ္စတွေဘာတွေလျှောက်ထားလို့ရှိရင်လေ visa ကိစ္စတွေဘာတွေလျှောက်ထားရင်အလွယ်တကူမရဘဲနဲ့ပယ်ချခြင်းခံရတတ်တယ်တချို့တွေဆိုရင်အလုပ်လျှောက်တာအလုပ်ကရပြီတဲ့ဒီမှာ visa မရလို့ဒုက္ခတွေရောက်နေတဲ့ကာလမျိုးတွေမှာသွားဖြစ်တတ်တဲ့ game ပါတော့အဲ့ဒါကိုတော်တော်လေးဂရုစိုက်ပေးရမယ်နော်တချို့ကတော့မြန်မာပြည်ကိုခေတ္တခဏအလဲပြန်လာတယ်ပြန်လာပြီးတော့ခုနက visa ကိစ္စတွေစမတ်ကတ်တွေလုပ်ပြီးတော့မှအဆင်မပြေလို့ဆိုပြီးတော့အချိန်မီပြန်ထွက်လို့မရတာမျိုးတွေဖြစ်တတ်တဲ့ game ပါတယ်အဲ့ဒါတော်တော်လေးဂရုစိုက်ပေးမှရလိမ့်မယ်နော်အဲ့ဒါလေးမမေ့နဲ့ပေါ့ဒါအပြင်ဘော့တကူသားသမီးတွေဒီကာလလေးမှာအလုပ်နဲ့ပတ်သက်လို့ရှိရင်တော့ကိုယ်ပိုင်စီးပွားရေးလုပ်နေအရန်ကောင်းတဲ့ဂိမ်းတွေမှာပါတယ်လက်ရှိလုပ်ငန်းခွင်မှာဝင်နေတဲ့သူတွေဆိုရင်လည်းထပ်ပြီးတော့ယာရုတိုးတဲ့အနေအထားတွေဖြစ်တဲ့ဂိမ်းပါတယ်အထက်လူကြီးတွေရဲ့အကူအညီဆောက်ရှောက်မသားမှုတွေခံယူရမယ့်ကာလပေါ့နော်ဘာအလုပ်ပဲလုပ်လို့အတိုက်ခိုက်တွေအပြိုင်ဆိုင်တွေကြုံရမယ်အဲ့အတိုက်ခိုက်အပြိုင်ဆိုင်ကြားတွေကနေအောင်မြင်တိုးတက်မှုရမယ့်ဂိမ်းပါတယ်လုပ်ငန်းခွင်ထဲမှာလုပ်ဖို့အကိုင်မဲ့အချင်းချင်းတွေမကြာခဏပြိပခရန်စကားများဖြစ်နေလိမ့်မယ်ဖြစ်ကိုဖြစ်မယ်မိသားစုတွေမှာဆိုလို့ရှိရင်လည်းလင်းနဲ့များတကြကြရန်ဖြစ်တာတွေညီကိုမောင်နှမချင်းချင်းကမောက်ကမဖြစ်တာတာသမီနဲ့မိဘပရိပခဖြစ်တာဖြစ်ကိုဖြစ်မယ်ဖြစ်နေနေမှာပို့ပြီးတော့ပေါ့နော်အလုတ်ကနေပို့အောင်မြင်တဲ့အနေအထားလေးတွေဖြစ်တတ်တယ်အဲ့တော့ရံမကင်းဘူးအတိုက်ခိုက်ကြားတဲ့ကနေစက်ကျင်ကန့်ကွက်မှုတွေကြားတဲ့ကနေရှေ့တိုးပြီးလောက်ရတဲ့အနေအထားလေးတွေဖြစ်တည်လာလိမ့်မယ်ပေါ့နော်ဒါအပြင်ဒီကလာမှာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ဆောင်ပစ္စည်းရောင်းဝယ်တဲ့သူတွေကောင်းတာပေါ့နော်ဒါအပြင်ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်နေတဲ့သူတွေဆိုလည်းဒီကာလမှာအိမ်တွေပါတွေဆောက်ဖို့ကိုလာပြီးတော့ကန့်လန့်တာတွေအစိုးရပိုင်းနဲ့အဆောက်အဦတွေဆောက်ဖို့အတွက်တင်တာတွေပါတွေအောင်တာမျိုးတွေအစားဖြစ်လာတဲ့ဂိမ်းပါတယ်ကောင်းတာပေါ့ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ကားတဲ့သူတွေလည်းတော်တော်လေးကောင်းတဲ့အနေအထားမှာရှိတယ်စိုင်းတွေပါတွေအသစ်ဖွင့်ရတဲ့ဂိမ်းပါတယ်ဆက်တူရှယ်ယာလုပ်ငန်းတွေလုပ်ရတတ်တယ်တချို့စာချုပ်စာတမ်းတွေဝယ်ရောင်းတဲ့အခါမှာဖြစ်စီပေါ့နော်ကိုကအတိတ်တွေနေရာဖြစ်စီရေးကြီးတဲ့စာတမ်းတွေမှာလက်မှတ်ထိုးပေးရတဲ့အနေအထားတွေဖြစ်တည်လာလိမ့်မယ်ပညာရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာပညာရေးကံညံ့တယ်စောင်းဝဲတွေပါဖြစ်တဲ့သူတွေစောင်းဝဲကြတာမျိုးလေးတွေဖြစ်တဲ့ဂိမ်းပါတော့ဝရိယလေးနှစ်ဆသုံးဆပို့ပြီးတင်ပြီးကြိုးစားမှတော်ကကြမယ်သတိထားပါစာရီထဲမှာစိတ်မဝင်စားဘဲနဲ့အလေလိုက်ချင်တဲ့စိတ်တွေပို့ပြီးပေါ်တတ်တယ်အလုပ်ပဲလုပ်ချင်တဲ့စိတ်တွေပို့ပြီးကြောင်းဆက်မတက်ကျင်တော့တဲ့အနေအထားတွေဖြစ်လာတယ်လိုက်မယ်အဲ့ဒါဒီကြောင့်မိဘနဲ့တာသမီကြားမှာသဘောထားမတိုက်ဆိုင်မှုလေးတွေဖြစ်တတ်တယ်တချို့တာသမီတွေကိုယ်စီကထွက်သွားတာမျိုးလေးတွေဖြစ်တတ်တယ်တချို့လူကြီးမိဘတွေကကိုယ်တာသမီတွေကရုတ်တရက်အိမ်တော်လေးပါတွေကြာသွားတာမျိုးတွေပေါ့နော်မိမတွေပါခိုးလာတာမျိုးတချို့ကယောက်ျားနောက်လိုက်သွားတာမျိုးဒီလိုကာလမှာဖြစ်တတ်တယ်ကိုစီယာထွက်သွားတာမျိုးတွေဖြစ်တတ်တဲ့ဂိမ်းပါတယ်ဂရုစိုက်ပေးရမယ်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေထဲမှာအလုပ်သမားတွေရုတ်တရက်အကြောင်းကြောင့်မမျောနေပဲနဲ့အလုပ်ထထွက်တယ်ဆိုတဲ့အနေအထားတွေပေါ့ကြိုပြီးအသိမပေးပဲနဲ့နော်အလုပ်ထွက်တဲ့ဂိမ်းတွေပါတော့သတိထားမယ်ဇီအောင်စည်းဝယ်လုပ်နေရတဲ့သူတွေကြတော့လူဝင်နေတဲ့ဂိမ်းပါနေလိမ့်မယ်အဲ့တော့ရောင်းကုန်ပစ္စည်းလေးတွေကနည်းနည်းရောင်းပါဝယ်ပါလေးတွေဖြစ်တတ်တယ်ဒီကာလမှာငွေကြေးကံတော့ဗီဒီယိုမှာပဲကြည့်ပြီးပြောမယ်ဘလောက်ဝင်တဲ့ပတ်စံနဲ့ထွက်တဲ့ပတ်စံကနှစ်ဆသုံးဆလောက်ကွာနေလိမ့်မယ်အဲ့တော့တရားဝင်သူက2000လောက်ပြန်ထွက်တာမျိုးလေးတွေဖြစ်တတ်တာပေါ့နော်အဝင်အထွက်မမျှတတာလေးတွေဖြစ်တတ်တယ်တချို့ကတေချာပေါတော့ပတ်စံရမယ်တိုးတော့ချက်ချင်းမရသေးဘဲနဲ့လုပ်ငန်းတွေထဲမှာမြုပ်နေတာမျိုးလေးတွေပေါ့နော်ဖြစ်နေတတ်တော့ဂျင်းနဲ့ချက်တဲ့လက်ပတ်ခတ်တဲ့အနေအထားဖြစ်လာလိမ့်မယ်တထပ်ပို့ပြီးခက်ခဲတဲ့သူတွေဆိုရင်အကျွေးတွေတင်နေတာမျိုးလေးတွေဖက်ဆက်နေနေမလောက်တဲ့အနေအထားမျိုးလေးတွေဖြစ်တဲ့ဂိမ်းပါတော့သတိထားမယ်ပတ်စံနဲ့ပတ်သက်ပြီးဘယ်သူမှမချီနဲ့
ရင်းနှီးတဲ့သူတွေနဲ့ငွေကြေးအကြောင်းပြုပြီးတော့စိတ်ပင်ပန်းတူပင်ပန်းဖြစ်တတ်တယ်တချို့အတိုးရင်ပေးတဲ့သူတွေပတ်စံချီရတဲ့သူတွေစုမဲတွေပါတယ်ထည့်ထားတဲ့သူတွေဆိုရင်ဒီကာလမှာဆက်ပြီးမထည့်နိုင်တော့တာတို့မပေးနိုင်တာတို့ရရှိတာမရတာတို့ဒါမျိုးတွေဖြစ်တဲ့ game ပါတယ်သတိထားမယ်ပြီးတော့ဘောဓဂုသားသမီးတွေကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့မျက်စိနဲ့ပတ်သက်ပြီးပို့ပြီးဂရုစိုက်မယ်မျက်မှန်ပါဝါတိုးရတာတွေမျက်စိတွေပါတယ်ခွဲရတာမျိုးလေးတွေဖြစ်တတ်တယ်ဒါအပြင်ဘာထပ်ဖြစ်တတ်သေးလဲဆိုတော့အရေပြားဆိုင်ရာယောဂမျိုးတွေဖြစ်တတ်တယ်အရေပြားမှာအနာတွေအဖုတွေပေါက်တာမျိုးလေးတွေပေါ့နော်ဝက်ချန်တွေအများကြီးပွားလာတာမျိုးလေးတွေတချို့ကတင်းနေတွေပွားတာမျိုးလေးတွေတချို့ကသွေးသားကိုအကြောင်းပြုတဲ့အရေပြားနဲ့ဆက်သက်တဲ့ယောဂမျိုးတွေဖြစ်တတ်တဲ့ game ပါလို့အထူးသတိထားပေးရမယ်နော်ဒီကလာမှာတစ်ခုလုံးမဲ့ကင်မယ်ဆိုရင်အင်္ဂါသားသမီးတွေဒါအကျိုးပေးတဲ့ game တွေမှာပါတယ်သူတို့စီမှာအကူအညီတောင်းမယ်သူတို့နဲ့ပူတဲ့အတိုင်းမျိုးလုပ်မယ်ပြီးတော့ခီးကောင်းသွားတဲ့ game ပါတယ်ခီးသွားပြီးနောက်ပိုင်းစီးပွားလက်လပါပို့တက်လာလိမ့်မယ်အခွင့်အကောင်းတွေပို့ရလာလိမ့်မယ်လူမျိုးသားတွေရဲ့အကူအညီဆောက်ရှောက်မှသာမှုတွေရရှိလာလိမ့်မယ်ရင်းနှီးတဲ့သူတွေကတော့ရန်ပဋိပက္ခများတယ်အခြေအိမ်တော်နဲ့ပတ်သက်လို့ရှိရင်တော့ချစ်သူလုံးဝမရှိတဲ့သူတွေအထူးသဖြင့်မိန်းကလေးတွေဆိုရင်ပို့ပြီးစမ်းပွင့်တယ်ဗျဘာလို့လဲဆိုတော့အတိတ်ကပတ်သက်တဲ့သူတွေကလည်းကိုယ့်စီကိုပြန်ပြီးတော့လက်ခံဖို့လာပြန်ပြီးကမ်းလာတာတွေထပ်ပြီးရည်သားအသေးချစ်သူတွေရှိတာမျိုးတွေရည်သားချစ်သူတွေရှိနေတဲ့ဒါနမှာထပ်ပြီးကိုယ့်ကိုချစ်ပါတယ်ဆိုပြီးလာကမ်းလာပြီးရည်သားကလာပြောတဲ့သူတွေထပ်ကြုံရတာတွေအစားဖြစ်နေတဲ့ game ပါတော့ပိုင်ရှင်ရှိတဲ့သူတွေဆိုဒီကနေ့မှာစိတ်ရိုင်ပြီးတော့ဗောနော်တခြားတစ်ဖက်ကိုရိမ့်သွားတဲ့အခါမှာတစ်ဖက်ကလည်းမပြတ်တာဘူးထပ်ပြီးတော့လည်းနောက်တစ်ယောက်နဲ့ထပ်ပတ်သက်တယ်ဆိုတော့သုံးမဆိုင်ပြဿနာမျိုးကြုံရတတ်တယ်ဂရုစိုက်မယ်ချစ်သူရှိတဲ့သူတွေကတော့ရုပ်တရက်အိမ်တော်တွေပါလေကြားတတ်တဲ့ game ပါတာဗောနော်အဲ့တော့ဒီကနေ့မှာအထူးသဖြင့်တယောက်တနေရာစီခွဲနေရတဲ့အခြေအိမ်တော်ကြီးပိုင်ရှင်တွေဆိုရင်တော့နီးရဘက်ကိုရိမ့်သွားတာဖြစ်တဲ့အတွက်သူဖြစ်မဖြစ်ကိုယ့်ဘက်ကနေဗောနော်နောက်တစ်ယောက်ထပ်ရတဲ့ game ပါတယ်သတိထားဗောချစ်သူအိမ်တော်ဘက်ကစနေသားသမီးဘောဓဂုသားသမီးဆိုတော့ပို့ဆိုးတယ်ကိုစီယာထွက်သွားတတ်တယ်နော်အဲ့ဒါဂရုလေးစိုက်ပေးမယ်ဇူလိုင်လ14ရက်19ရက်အဲ့ရက်တွေကတော့ကိုယ့်အတွက်ကန်ရထောက်ပံ့မှုလေးတွေပို့ပြီးရလာလိမ့်မယ်အပင်မခံကြိုးစားရတဲ့ကိစ္စလေးတွေကကောင်းကျိုးချမ်းသာလေးတွေရရှိလိမ့်မယ်ကိုယ့်ထက်ကြီးခဲ့တဲ့အထက်လူကြီးမိဘဆရာသမားတွေရဲ့ကုညီထောက်ပံ့မှသာမှုလေးတွေရရှိပိုင်ဆိုင်မယ်လာသာတို့ရာရာတို့ရဲ့အနေထားလေးတွေကြုံရတတ်တယ်အလုပ်ရပြီဆိုတော့သတင်းစကားလေးတွေကြုံရတာတချို့ကအိုးသစ်အိမ်သစ်နေရာကောင်းကိုပြောင်းရွှေ့ရတဲ့ game ဖြစ်လာလိမ့်မယ်ဇူလိုင်လ15 16 19 18 20ကတော့အညံ့လေးတွေရှိတယ်အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရရရှိရင်မရပေးရရှိရင်မပေးနိုင်ရတဲ့ပတ်စံမမြဲမလောက်တဲ့ game ပါတယ်ရင်းနှီးတဲ့သူတွေနဲ့ပဋိပက္ခပြဿနာလေးတွေဖြစ်ပြီးမိတ်ပြတ်ဆွေပြတ်ဖြစ်တဲ့ game ပါတော့တော်တော်လေးဂရုစိုက်ပေးပေါ့နော်ကံရထောက်မှုလေးတွေပို့ပြီးရအောင်အစိမ်းရောင်အနုအရင်အဖြူရောင်အပြာရောင်အနီရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲရမယ်အောင်တပြေပန်းကြောက်စိန်ပန်းစပယ်ပန်းဝါဆိုပန်းတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖခင်မှာဖခင်ပန်းကတ်တာဖြစ်စေနေအဲ့ကနေမှအလှပေါင်းထိုးတဲ့နေရာဖြစ်စေပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာပို့ပြီးအဆင်ပြေအောင်စီးပွားလက်လဘာတွေတက်အောင်ရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့မြတ်စွာဘုရားကိုအုံတို့ဆံပြုတ်လေးစက်ကလူတန်းပြအောင်လူတန်းပေးမယ်အရန်တန်တော်တွေကိုလည်းဆွန်လောင်းပြီးတော့လူလို့ရတယ်အနီးနားသူတွေကိုလည်းတက်ကြီးရောတွေလည်းဌာနပြုကျွေးမွေးပြအောင်ကျွေးမွေးပေးမိမိကိုယ်လည်းစားသုံးပေးပို့ပြီးတော့စီးပွားလက်လဘာတွေတက်လာပြီးလက်လဘာပွင့်လာမယ်အညာအခိုက်တွေကင်းသွားအောင်အိမ်မှာမသုံးတော့လည်းဖြစ်စေကွဲနေတဲ့ပကံအကွဲတွေတချို့ကပကံအကွဲတွေအပြင်မှာနှာခမ်းလေးတွေပဲ့နေတဲ့ဟာနဲ့ဆက်ပြီးစားနေတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါတွေကိုရှာဖွေပြီးအမြန်ဆုံးဆွန့်ပစ်ပလိုက်ပါအညာအခိုက်တွေကင်းပသွားပါလိမ့်မယ်ဘောဓဂုသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာမြတ်တာကိုဆုတောင်းပေးပါတယ်